Short Scully မြန်မာပြည်မှာအခုရုံမီတောက်နေတဲ့မမြိုင်တွေကဥယျာဉ်မှုရုပ်ရှင်ကိုကြည့်ဖို့စဉ်းစားနေရင်ဒါကိုအရင်သိတယ်ဒီကားကအင်မတန်နာမည်ကြီးတဲ့စာရေးဆရာလေဒင်းသားစောချစ်ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတာဆိုတော့မူရင်းကဘယ်လောက်တောင်ကောင်းလို့လဲကျွန်တော်လည်းရုပ်ရှင်ကိုမကြည့်ခင်စာအုပ်ကိုအခုမှစဝယ်လာတာမဖတ်ရသေးပါဘူးဒီနေ့တော့ဝတ္ထုပါဇာတ်လမ်းကိုလည်းမဖတ်ရသေးဘူးရုပ်ရှင်ကိုလည်းမကြည့်ရသေးတဲ့ prep ဖြစ်နေတဲ့စိတ်နဲ့ပထမဆုံးညှိတွေးချက်လေးတွေကိုပြောပြပါမယ်ဒါက first impression video ပေါ့အဖုံးဒီဇိုင်းကိုကြည့်ရတာခင်ဟောင်းအငွေသက်ရတယ်ရုပ်ရှင်တွေမဲ့အယောင်တွေကဆွဲဆောင်တယ်အဖုံးမှာဆွဲထားတဲ့ပုံအများတော့ကြောက်တင်ပုံတို့ဆရာမတယောက်ရဲ့ဇပွဲဆိုတော့ပညာရေးဒါမှမဟုတ်ကြီးတဲ့နောက်ခံရှိတဲ့ပုံပါပဲနာမည်ကိုကြည့်လိုက်လို့ရှိရင်ပန်းမြိုင်ဆိုတော့လှပတဲ့တာယာတဲ့နေရာတစ်ခုကိုစားပြုတယ်သူ့ရဲ့မူဆိုတော့အဲ့ဒီအလှပကိုစောက်ရှောက်မဲ့သူဒါမှမဟုတ်ပုံဖော်မဲ့သူပေါ့ဒါကြောင့်ဒါဟာချစ်ချင်းမြတ်တာဆွလို့အနိမ့်နာခံခြင်းဒါမှမဟုတ်အလှတရားကိုထိန်းသိမ်းခြင်းအကြောင်းဖြစ်မယ်လို့ထင်ရပါတယ်လေဒင်းသားစောချစ်ရဲ့စာတွေကအမြဲတမ်းလူမှုဘဝနဲ့တဘာဝပတ်ဝန်းကျင်ကိုရောဆက်ပြီးဖော်ပြလေးရှိတယ်ဒီတော့ရိုးရှင်းတဲ့ဇလံမဟုတ်ပဲနက်နဲတဲ့အတွေးအခေါ်တခုခုပါမယ်လို့ညွှန်နေရတယ်ရုပ်ရှင်ထဲမှာတော့မြင့်မြတ်ကဥယျာဉ်မှုနေရာကတရုပ်ဆောင်ထားတာကိုကြည့်ပြီးစိတ်ထဲမှာရှိတဲ့ပုံနဲ့ဘယ်လောက်ပြမလဲစောင့်ကြည့်ခြင်းနဲ့ငွေဝတ္ထုကရောရုပ်ရှင်လိုပဲအချစ်ဇလံကိုဦးတီလာဒါမှမဟုတ်အနှစ်သာရကိုဦးစားပေးမလားကဲဒါကတော့ကျွန်တော်ဒီနေ့ဝယ်လာတဲ့စာရေးဆရာကြီးလေနင်းနာစောချစ်ရဲ့ပန်းမြိုင်လေကဥယျာဉ်မှုစာအုပ် first impression video ပဲဖြစ်ပါတယ်ကျွန်တော်ဒီစာအုပ်ကိုစဖတ်တော့မယ်ဖတ်ပြီးရင် review video အပြည့်အစုံနဲ့ပြန်ပြီးလာခဲ့ပါမယ်တင်ရောဒီစာအုပ်ကိုဖတ်ဘူးလားဘယ်လိုခံစားရလဲ comment မှာပြောခဲ့ပြီးပါ review video မှာပြန်တွေ့ပါမယ်ကြည့်ရှုပေးရတဲ့ရောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်